ဒီလူဟာခိုးလာတဲ့ကင်မရာတစ်လုံးနဲ့သူ့မိန်းမကိုဓာတ်ပုံရိုက်ပေးခဲ့တယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကသူ့မိန်းမဟာတကယ်တမ်းကောင်းဝင်ဝတ်ထားပေမဲ့ဓာတ်ပုံထဲမှာတော့တာမွေးကုတ်အင်ဂျီဝတ်ထားတာပါချက်စတာတယောက်ဇဝေးဇဝါဖြစ်နေတော့မှာပဲပေါ်လာကဘူးတဲကတာမွေးကုတ်အင်ဂျီကိုထုတ်ယူပြီးပြတင်းပေါက်နားမှာသွားဓာတ်ပုံရိုက်ခံလိုက်တယ်ဒါဟာဓာတ်ပုံတွေကပုံစံနဲ့တစ်ထက်တည်းမဟုတ်ပါလားပေါ်လာလဲဒါကိုမယုံနိုင်အောင်ဖြစ်သွားတာကြောင့်တကားဘက်ကိုဓာတ်ပုံရိုက်လိုက်ပြန်တယ်ဒါပေမဲ့ဓာတ်ပုံထဲမှာတော့ပေါ်လာရဲ့အကိုဖျားအင်းနေရဲ့ဒါပေမဲ့ပေါ်လာရဲ့အကိုဟာထောင်ထဲမှာပြစ်ဒဏ်ကြခံနေရတာပါအဲ့ဒီအချိန်မှာပဲသူ့အကိုကတကားကိုတကယ်ပဲတွန်းဖွင့်ဝင်လာခဲ့တယ်သူ့ပုံစံဟာဓာတ်ပုံတွေကအတိုင်းပါပဲသူကထောင်ထဲကနေထွက်ပြေးလာတာဖြစ်ကြောင်းရှင်းပြခဲ့တယ်အဲ့ဒီနောက်မှဒီရှေးဟောင်းကင်မရာဟာနောက်9မိနစ်မှဖြစ်ပျက်လာမယ်အနာဂတ်ကိုရိုက်ကူးနိုင်မှန်ချက်စတာတတိပြုမိသွားခဲ့တယ်ဒီလိုဆိုရင်တော့ဒီကင်မရာကိုသုံးပြီးမြင်းပြိုင်ပွဲရလဒ်တွေကိုကြိုတင်ခံမှန်းကပိုက်ဆံရှာလို့ရပြီပေါ့ဒါနဲ့သူတို့3ယောက်ဟာမြင်းပြိုင်ကွင်းကိုချက်ချအင်းသွားပြီးရမတ်ဖုတ်ကိုကင်မရာနဲ့ချိန်လိုက်ကြတယ်ထင်းတဲ့အတိုင်းပဲဓာတ်ပုံထဲမှာနံပါတ်6မြင်းနိုင်မဲ့အကြောင်းဖော်ပြနေခဲ့တာကြောင့်ချက်စတာဟာနံပါတ်6မြင်းပေါ်မှာသူ့ပိုက်ဆံအားလုံးပုံအော်လောင်းကြီးထက်လိုက်တယ်တကယ်လဲနံပါတ်6မြင်းကနိုင်သွားခဲ့ပါတယ်နောက်ထပ်ပွဲစဉ်တွေမှာလည်းဒီနီလန်းကိုပဲတုံးပြီးပွဲတိုင်းအနိုင်ရခဲ့ကြတယ်သူတို့3ယောက်အခန်းထဲမှာအနာဂတ်အတွက်စိတ်ကူးရင်နေကြတော့ဟိုတယ်စားပွဲထိုးကဘန်းကန်တွေလာသိမ်းခဲ့တယ်သူကကင်မရာကိုစိတ်တဘာဖြစ်စွာကင်ကြည့်ရင်ဒီလောက်ကောင်းတဲ့ကင်မရာကဓာတ်ပုံ10ပုံပဲရိုက်လို့ရတာလားလို့ရေရွတ်လိုက်တဲ့ချက်စတာကသူဒါကိုဘလို့တိတလဲလို့အန်ဩစွာမေးလိုက်တဲ့အခါစားပွဲထိုးကကင်မရာပေါ်မှာလမ်းညွှန်ချက်ပါတယ်လို့ပြောခဲ့တယ်ဒါနဲ့ချက်စတာဟာစားပွဲထိုးကိုချက်ချင်းမောင်းထုတ်လိုက်ပြီးတေချာပြန်စဉ်းစားကြည့်လိုက်တယ်ကင်မရာကစုစုပေါင်းဓာတ်ပုံ10ပုံရိုက်ပြီးသွားပြီဆိုတော့နှစ်ပုံပဲကျန်တော့ပါချက်စတာကမြင်းပြိုင်ကွင်းကိုပြန်သွားဖို့အကြံပြုပေမဲ့ပေါ်လာကတော့ကျန်တဲ့ဓာတ်ပုံတွေကိုနောက်မှသုံးဖို့တင်ထားခြင်းခဲ့တယ်သူ့အကိုကတော့ကာစီနိုကိုသွားကျင်တာကြောင့်ကင်မရာကိုလူရဲရင်းနဲ့မာပြီးခလုံးနှိမ့်မိသွားခဲ့တယ်ဓာတ်ပုံထဲမှာတော့ပေါ်လာကအော်ဟစ်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲချက်စတာနဲ့သူ့အကိုတို့ကင်မရာကိုလူရင်းရန်ဖြစ်ကြတော့တယ်လူရဲနေတော့မှာပဲနှစ်ယောက်လုံးပြတင်းပေါက်ပြင်မကိုမိုင်းရင်ပြုတ်ကျသွားခဲ့ပြီးပေါ်လာဟာလည်းဓာတ်ပုံထဲကအတိုင်းစူးစူးဝါးဝါအော်ဟစ်မိသွားခဲ့တယ်အဲ့ဒီနောက်ပေါ်လာကအမတ်တရအနေနဲ့ပြတင်းပေါက်ပြင်ဘက်ကိုကင်မရာနဲ့ဓာတ်ပုံရိုက်လိုက်တယ်အဲ့ဒီအချိန်မှာပဲစားပွဲထိုးကတကားကိုပြန်နှုံးဖွင့်ဝင်လာပြီးစားပွဲပေါ်ကပိုက်ဆံတွေကိုတင်စေဖို့လုပ်တော့တယ်ပေါ်လာကရဲတိုင်မယ်လို့ချင်းချောက်ပေမဲ့စားပွဲထိုးကသူ့အကိုဟာထောင်ပြေးဖြစ်ပြီးသူကိုယ်တိုင်လည်းထောင်ပြေးကိုလက်ခံထားသူဖြစ်ကြောင်းတတိပေးလိုက်တယ်အခြားနဲ့လည်းမရှိပဲပေါ်လာကစားပွဲထိုးပိုက်ဆံအကုန်ယူသွားတာကိုကြည့်နေုံပဲရှိတော့တယ်ဒါပေမဲ့စားပွဲထိုးကဓာတ်ပုံကိုကြည့်လိုက်တဲ့အခါအောက်မှာလဲကျနေတဲ့သူကနှစ်ယောက်ထပ်ပိုနေတယ်လို့ပဲလို့ပြောလိုက်တယ်ဒါကိုကြားချင်းပေါ်လာဟာပြတင်းပေါက်နာကိုချက်ချင်းအပြေးလို့သွားကြည့်ရကနေမတော်တဆပြုတ်ကျသွားခဲ့ပြန်တဲ့စားပွဲထိုးဟာမီးအောင်အောက်မှာဓာတ်ပုံကိုတေချာစိုက်ကြည့်လိုက်တော့မှအောက်မှာလဲကျနေတဲ့သူတွေထဲမှာသူကိုယ်တိုင်လည်းပါဝင်နေတာကိုတွေ့လိုက်ရပါတော့တယ်